ယဟန်နှစ်ပါးဟာတခါတော့ကတိတစ်ခုပြုခဲ့ကြတယ်ဘယ်တော့မှမိမကိုကင်တွယ်ထိတွေ့ခြင်းမပြုကြဘူးလို့ပေါ့အဲ့ဒီနေ့ကစပြီးသူတို့ဟာမိမတွေနဲ့ထိတွေ့ဆက်ဆံတာအကုန်ရှောင်ရှားခဲ့ကြတာပေါ့လှပတဲ့မိမတွေသူတို့စီချင်းကပ်လာရင်တောင်သူတို့ကလက်ထွက်သွားခဲ့ကြတာပေါ့နှစ်တွေအများကြီးကုန်လွန်ခဲ့တယ်ဂတိကိုလည်းမဖောက်ဖက်ပဲနေခဲ့ကြတာပေါ့ဒါပေမဲ့ဒီနေ့ကျတော့သူတို့ဟာမြစ်တမြစ်ကိုဖြတ်ကူးဖို့ခက်ခဲနေတဲ့အယားမလာတဲ့မိမတယောက်ကိုတွေ့လိုက်ရပါတယ်ဘာစကားမှမပြောဘဲအသက်ကြီးတဲ့ယဟန်ကရှေ့ကိုတိုးသွားပြီးအဲ့ဒီအမျိုးသမီးကိုညင်ညင်တာတာလေးတွေ့ချလိုက်တယ်ပြီးတော့မြစ်ကိုဖြတ်ပြီးတစ်ဖက်ကမှဘေးကင်းအောင်ပြန်ချပေးလိုက်တာပေါ့သူကပြုံးပြီးတော့ကဲသွားချင်ရလုံကျုံစွာသွားပါလို့ပြောလိုက်ပါတယ်ပြီးတော့ဘာမှမဖြစ်ခဲ့တယ်လို့ပဲဆက်လျှောက်သွားခဲ့တာပေါ့ဒါပေမဲ့အသက်ငယ်တဲ့ယဟန်ကတော့ကြောင်သွားခဲ့တာပေါ့သူတိတ်ဆိတ်နေခဲ့ပေမဲ့အသွေးထဲမှာတော့ဒေါသတွေစုပွက်နေခဲ့တယ်သူဘယ်လိုလုပ်မိန်းဖတယောက်ကိုကြိုက်တွဲရဲတာလဲဆိုလာပေါ့သူတို့ဟာနာရီပေါင်းများစွာတိတ်ဆိတ်စွာပဲရှောက်ခဲ့ကြပါတယ်နောက်ဆုံးတော့အသက်ငယ်တဲ့ယဟန်ကပောက်ကွဲပြီးပြောပါတော့တယ်ဆရာကျွန်တော်တို့ကမိန်းမကိုဘယ်တော့မှမထိဘူးလို့ကတိပြုခဲ့ကြတာလေဒါပေမဲ့ဆရာကသူ့မကိုပွေ့ချီသွားခဲ့တယ်အသက်ကြီးတဲ့ယဟန်ကတီတီငင်ငင်ပြန်ဖြေလိုက်တယ်ငါကသူ့မကိုမြစ်မှာနာရီပေါင်းများစွာကလေးကထားခဲ့ပြီးပြီဒါပေမဲ့မင်းကတော့အခုထိသူ့မကိုပွေ့ချီနေတော့ပဲမဟုတ်လားအဲ့ဒီအချိန်မှာပဲအသက်ငယ်တဲ့ယဟန်ကသဘောပေါက်သွားခဲ့တယ်အလေးနဲ့ဆုံးဝင်းထုတ်ဝင်ဖို့တွေဟာငါတို့ရဲ့လက်ထဲမှာမရှိဘူးသူတို့ကငါတို့ရဲ့စိတ်ထဲမှာပဲရှိနေတာပါလားဆိုတာကိုပေါ့